Hello，大家好，အားလုံးမင်္ဂလာပါဒီချက်ကဒီဗီဒီယိုလေးမှာကတော့ကိုပါကိုနင့်ပါနေငါပါငါစသည့်စကားကိုပြောလို့ရတယ်ကိုပါကိုသူ့ပါကိုဘယ်လိုပြောမလဲဆိုတဲ့စကားလုံးလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တာပေးပါနော်အဲ့တော့တရုတ်လိုကိုပါကိုနင့်ပါနေသူ့ပါသူဒီလိုပြောမှဆိုလို့ရှိရင်စကားလုံးလေးတစ်လုံးကိုမှတ်ထားပေးပါဒီစကားလုံးလေးကတော့自己ဟုတ်ပြီနော်自己လို့ပြောပါတယ်အဲ့တော့ကိုပါကိုဆိုလို့ရှိရင်တော့我自己အဲ့တော့我自己去ကိုပါကိုသွားရတယ်ပေါ့နော်အဲ့တော့我自己吃ကိုပါကိုစားတယ်ဒါမျိုးပေါ့နော်我自己来ကိုပါကိုလာတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးခြေတို့က自己နဲ့တွဲသုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ကိုပါကိုနေပါနေငါပါငါဒီလိုမျိုးလေးအဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုပဲ你自己ဆိုလို့ရှိရင်တော့နေပါနေဟုတ်လား他自己ဆိုရင်သူ့ပါသူဒီလိုမျိုးသုံးပါတယ်ငါတို့ဘာသာငါတို့ဆိုရှင်လည်း我们自己ဒီလိုမျိုးသုံးလို့ရပါတယ်အဲ့တော့နောက်မှာသူနဲ့သက်ဆိုင်ရာစကားလုံးလေးတွေကိုကျွန်တော်ထပ်ထုတ်ပြီးတော့တွေ့ကြည့်ပါမယ်အဲ့တော့ဆက်ကြည့်လိုက်ရအောင်အဲ့တော့ငါတို့အတူတူသွားလို့ရတယ်ငါတို့ဘာသာငါတို့သွားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ငါတို့ဘာသာငါတို့အတူတူသွားလို့ရတယ်ဒီလိုမျိုးကျွန်တော်ကငါတို့ဘာသာငါတို့ကိုယ်တိုင်ဒီလိုမျိုးသုံးမဆိုရှင်တော့我们自己一起去我们自己ငါတို့ဘာသာငါတို့一起去အတူတူသွားမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကသုံးပါတယ်အဲ့တော့အဲ့ဒါကိုမှကျွန်တော်ကိုသုံးချင်တဲ့ပတ်တန်လေးတွေပါလာတိုင်းထပ်တိုးပြီးတော့ထပ်ထည့်ပြီးတော့ပြောသွားတာပဲဖြစ်ပါတယ်အဲ့တော့ငါဘာကငါစားလို့ရတယ်နင်းရဲ့အကူအညီမလိုဘူးဒီလိုပုံစံမှာဆိုရင်လည်းငါဘာငါစားလို့ရတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ကအရှိမငါဘာငါဆိုတဲ့စကားလုံးလေးအတွက်ကို我自己သုံးပြီးတော့အနောက်ကစားလို့ရတဲ့အတွက်က可以吃သုံးလိုက်ရင်ရပြီပေါ့နော်အဲ့တော့我自己可以吃အဲ့လိုသုံးမှာဖြစ်ပါတယ်နောက်တစ်ခုနင့်ဘာနင်ပြောလို့မရဘူးလားနင့်ဘာနင်ပြောလို့မရဘူးလားအဲ့ဒီမှာဆိုရင်လည်းနင့်ဘာနင်ဆိုတဲ့နေရာမှာ你自己သုံးပါမယ်ပြောလို့မရဘူးလားမရဘူးလားဆိုတဲ့အတွက်ကျွန်တော်က不可以ကိုသုံးပြပြီးတော့你自己不可以说吗ဒီလိုမျိုးလေးသုံးပြရမှာဖြစ်ပါတယ်အဲ့တော့အဓိကကတော့ကိုပါကိုနေပါနေသူ့ပါသူဆွဲနေရမှာကျွန်တော်က自己သုံးတတ်ဖို့လိုပါတယ်အနောက်ကတော့ထပ်တိုးတဲ့ပတ်တန်အမျိုးအစားသီးသလောက်ကိုသိရင်သိသလိုတွဲသုံးလို့ရပါတယ်အဲ့တော့ငါဘာကငါမလုပ်တတ်ဘူးငါဘာကငါမလုပ်တတ်ဘူးနင်ငါ့ကိုလုပ်ပေးပါလားဒီလိုမျိုးပေါ့နော်ငါဘာငါမလုပ်တတ်ဘူးဒါဆိုရင်我自己ငါဘာငါ不会做မလုပ်တတ်ဘူး不会ဆိုတာကမတတ်တာကိုပြောတာဖြစ်ပါတယ်做ဆိုတာကတော့လုပ်တယ်ပေါ့နော်အဲ့တော့我自己不会做ငါဘာငါမလုပ်တတ်ဘူးနောက်တစ်ခုကတော့နင့်ဘာနေမပြောတတ်ဘူးလားဒီမှာဆိုလို့ရှိရင်လည်း你自己နင့်ဘာနေမပြောတတ်ဘူးလားဖြစ်တဲ့အတွက်ကြောင့်မလို့不会说吗不会说မတတ်ဘူး不会说吗မပြောတတ်ဘူးလားဒီလိုမျိုးသုံးလို့ရပါတယ်အဲ့တော့သူ့ဘာသူမတော်တတ်ဘူးသူဘာသူမတော်တတ်ဘူးဒီမှာဆိုရင်လည်း他自己သူ့ဘာသူ不会去မတော်တတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီနေရာလေးမှာဆိုလို့ရှိရင်တော့ကိုပါကိုနင်းပါနင်းသူ့ပါသူဒီလိုစကားလေးတွေမှာဆိုရင်သုံးရမယ့်စကားလုံးလေးကတော့自己ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာ自己ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့အားလုံးနားလည်မယ်လို့ယူဆပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်